စိတ်ကူးသက်ကကိုတင်ထွန်းတို့နဲ့ဟိုစပြီးတော့ထုတ်ဖြစ်တာပေါ့အဲ့ဒီထဲမှာကတော့ဆရာကဒီအိမ်ချမ်းမြေအတွေ့အကြုံပြင်အဲ့တော့ကတစ်ဖက်ကပါအမှုကိစ္စတွေလိုက်ပါဆောင်ရွက်နေတဲ့အချိန်လည်းဖြစ်တဲ့ခါကျတော့တော်တော်များများပြည်သက်ကလည်းဟိုတကယ်ပဲဒီအိမ်ချမ်းမြေအရှုပ်ရှင်းအပြင်ပေါ့နော်အိမ်ချမ်းမြေကြောင့်အမှုကိစ္စတွေဖြစ်ကြတယ်အိမ်ချမ်းမြေကြောင့်ပဲမိဘနဲ့သားသမီးတွေအမွေလူခွဲဝေတောင်းကြတယ်အမွေလူကြတယ်မိဘတွေစီကအဲ့လိုအကြောင်းအရာတွေလည်းဆရာအားရတကယ်ဖြစ်ရမှာဇလန်းလေးတွေနဲ့ကိုအကြောင်းခံပြီးတော့ပေါ့မိညမ်းပြီးတော့မှအဲ့လိုရေးထားတဲ့ခါကျတော့အဲ့အကြောင်းအရာလေးပါတဲ့ခါကျတော့အခုချိန်မှာကျတော့ဆရာရေးပါဆိုရင်တော့မှအဲ့အကြောင်းအရာလေးပြန်အဲ့လောက်ကြီးဖြစ်ပြီးတော့ခန်းစားပြီးမရေးနိုင်ဘူးတချို့ဟိုဒီထဲမှာဆရာရေးပြလိုက်တဲ့အကြောင်းချက်လေးဆိုဆရာပြင်မှာသွားလိုက်တဲ့အမှုလေးပေါ့နော်မြင့်မို့တောင်နဲ့ရင်းယူခဲ့ရတော့မြင်းနေအိမ်ဆိုတဲ့အားလေးကတကယ်ဖြစ်ရမှာလေအဲ့လိုမျိုးတွေရေးလိုက်တဲ့ခါကျတော့အဲ့ဒီအကြောင်းအရာလေးတွေကိုကာယကံရှင်တွေကိုယ်တိုင်ကိုဒီအကြောင်းအရာလေးကိုပြန်ဖတ်ကြည့်ပါလို့ပြောတဲ့ခါတချို့ကညက်ရည်တောင်ကြားတယ်တကယ်ဖြစ်ရမှာနေတဲ့တိုက်ဆိုင်နေတဲ့အတွက်ပေါ့နော်အဲ့လိုမျိုးလေးဆိုဆရာရဲ့ဒီစာဖတ်ပိဋကပေါ့တကယ်အမှုကိစ္စတွေမှာဟိုလိုက်ပါဆောင်ရွက်ပေးရတယ်ပေါ့ကာယကံရှင်တွေရဲ့ရင်တွင်းခံစားချက်တွေကိုပဲလည်းသိရတဲ့အတွက်ဆရာလည်းတိုင်းထက်လွန်ပေါ့နော်ဟိုဝမ်းမြောက်ဝမ်းသာဖြစ်ရပါတယ်အဲ့တော့အဲ့လိုမျိုးတွေအတွေ့အကြုံတွေအပြင်ပေါ့နော်တကယ်မြေပြင်မှာဖြစ်နေကြတဲ့အိမ်ချမ်းမြေကိုရောင်းကြဝယ်ကြတဲ့ပုဂ္ဂိုလ်တွေရဲ့ကြုံတွေ့နေရတဲ့ပြဿနာတွေတချို့ကြတော့လည်းပဲဝယ်လိုက်တာဟိုမြေဝယ်မလားရှူဝယ်မလားစဉ်းစားပြီးပြီလားဆိုလို့ရှိရင်မြေဝယ်ရရင်ရှူဝယ်ရရင်ကောင်းမလားဘယ်နှခုတည်းကဘယ်ကပို့ပြီးတော့အမျက်ဆုံးမြတ်ရမလဲဆိုတာတွေကအဲ့ဒါလေးတွေကိုသိနိုင်အောင်ဆရာမိမောင်းထိုးပြတယ်ဆောင်းပါးလေးတွေအဲ့ဒါလေးတွေကိုပေးတဲ့တော်တော်သဘောကျပါတယ်ဟုတ်ဆရာအဲ့စာအုပ်မှာလေးဆရာဘယ်လိုအင်ချမ်းမြေဆိုင်ရာတိမတ်ဖွယ်ရာတွေဆောင်းပါးဘယ်နှပုတ်လောက်များပါလဲဆရာစာအုပ်မှာဆိုလို့ရှိရင်ဆရာအခုထမရေးခဲ့တော့ကဆိုလို့ဆောင်းပါးပေါင်း39ပုတ်ဟုတ်ကဲ့ဆရာဟုတ်အဲ့လောက်ထိရေးပေးခဲ့တယ်ပေါ့နော်ဆရာအဲ့ဈေးကွက်ထဲမှာလည်းအဲ့လိုပြက်လက်သွားရလို့ကြားသိရတယ်ပေါ့နော်ဆရာအခုဒုတိယကြိမ်မှာရောဆရာဆောင်းပါးတွေအဲ့လိုထပ်တိုးဖို့အဲ့လိုဟိုခက်နဲ့မလွန်ရဟာတွေဖြုတ်ဖို့ရောဆရာရှိလားခင်ဗျဘောအဲ့လိုအခုကျတော့ဒီစာအုပ်ကဒီစာအုပ်ဆိုင်တွေမှာသွားပြီးတော့ဆရာကိုယ်တိုင်လည်းပဲဖီးဆင်းပြီးတော့လေ့လာကြည့်တဲ့ခါကျတော့ဆရာနောက်ဆုံးထုတ်ထားတဲ့လေယာမြေလက်တွေ့အသုံးချလေယာဥယျာဉ်ချမ်းမြေရောင်းဝယ်50စာအုပ်ကိုပြရင်းနဲ့ပေါ့ဆရာကအရင်ကြီးညာထားတဲ့စာအုပ်တွေလည်းရှိတယ်အစာအုပ်တွေလည်းတင်ပေးပါလို့စာအုပ်ဆိုင်တွေရတယ်တောင်းဆိုတယ်ပြည်သက်တွေကလည်းအစာအုပ်ဝယ်ခြင်းတယ်လို့ပြောတဲ့ခါကျတော့တချို့စာအုပ်တော်တော်များများတော့ရှားပါးပစ္စည်းဖြစ်သွားပြီပေါ့နော်အရင်တုန်းကတော့ဒါက2500လောက်နဲ့ရောင်းတဲ့အချိန်မှာ2013ကအခုအချိန်မျိုးမှာဆိုလို့ရှိရင်တော့1000ခွဲလောက်ရောင်းရမယ့်အချိန်မျိုးဖြစ်တော့စာဖတ်ပြည်သက်ကြီးကိုလည်းလုံးမတန်မှာပဲအားနာတယ်ပြီးတော့လည်းပဲပြည်သက်ကလည်းဒီဈေးနှုန်းကအဓိကမကြောက်ဘူးပေါ့နော်ဆရာရဲ့ကိုယ်တွေ့တွေအချိုင်မေလောကတွေကလူတွေအများကြီးဟိုသင်္ကန်းစာရပြီးတော့အဲ့ရနေပြီးတော့မှကောင်းကျိုးတွေပေါ့နော်ရတယ်နောက်ဆိုးကျိုးဖြစ်မဲ့ဟာတွေကြိုတင်ပြီးတော့ဟန်တာနိုင်တယ်ပေါ့